မျိုးလေးတစ်မျိုးမှာပေါ့အဖိုးကြီးအိုင်ဘန်နဲ့သူ့မြေးမလေးကက်တီယာတို့မြေးဖိုး2ယောက်ရှိပါတယ်ကက်တီယာဆိုတာကလည်းရိုးရိုးအေးအေးနဲ့အရန်ကိုလိမ်မာတဲ့မိန်းကလေးတစ်ယောက်ပါဒါပေမဲ့ဒီလိုအေးချမ်းတဲ့မျိုးလေးမှာလည်းအနိုင်ကျင့်ပိုကြတတ်တဲ့လူငယ်တစုရှိနေပါတယ်အဲ့ဒီလူတွေကတော့ဘာဒင်အီဂေါနဲ့သူတို့ရဲ့ခေါင်းဆောင်ဘောရစ်တို့ပါပဲသူတို့ကအာဏာရှိတဲ့ရဲအရာရှိသားသမီးတွေဆိုတော့တစ်မျိုးလုံးကိုဘာမဆိုလုပ်ပိုင်ခွင့်ရှိသလိုဗိုလ်ကျနေကြတာပေါ့တနေ့မှာတော့သူတို့ဟာလမ်းသွားလမ်းလာကက်တီယာကိုမွေးနေ့ပွဲရှိတယ်ဆိုပြီးလိန်ညာခေါ်ဆောင်သွားပါတော့တယ်အခန်းထဲရောက်တဲ့အခါမှာတော့သူတို့ဟာကက်တီယာကိုအိတ်ခံခြင်းအောင်ဆောင်ပြီးအချိုရည်တဲကိုဆေးခတ်လိုက်ပါတယ်ကက်တီယာလေးသတိမထားမိတဲ့အချိန်မှာတော့ဒီလူရုပ်မှာ3ယောက်ဟာကောင်မလေးအပေါ်မှာဘယ်တော့မှခွင့်မလွတ်နိုင်တဲ့အမှားမျိုးကိုကျူးလွန်ခဲ့ကြပါတယ်ပြီးတော့ဒါကနှုတ်ပိတ်ခတ်ဆိုပြီးပတ်စံတွေကိုအတင်းပေးကမောင်းထုတ်လိုက်ပါသေးတယ်ကက်တီယာလေးကတော့ပတ်စံတွေကိုလမ်းပေါ်လွှင့်ပစ်ခဲ့ပြီးအိမ်ရောက်တဲ့အခါအဖိုးဖြစ်သူကိုငိုယိုပြီးအားလုံးပြောပြလိုက်ပါတယ်အဖိုးဖြစ်သူအိုင်ဘန်ဟာစစ်ပြန်ဟောင်းတစ်ယောက်ဆိုတော့ရင်ထဲမှာမီးတောက်တလို့ခံစားရပေမဲ့ဥပဒေအတိုင်းအရင်ဆုံးရဲစခန်းမှာတိုင်ချက်ဖွင့်ခဲ့ပါတယ်ဒါပေမဲ့တရားဥပဒေကအားကိုးလို့မရခဲ့ပါဘူးအရာရှိကြီးနီကိုလိုင်းကသူ့သားကိုကာကွယ်ဖို့အတွက်အာဏာသုံးပြီးအမှုမှန်ကိုဖုံးကွယ်ခဲ့ပါတယ်တရားသူကြီးကအစသူတို့ဘက်ကပဲပါနေတဲ့အတွက်အဖိုးကြီးဟာအားကိုးရမဲ့သွားခဲ့ရပါတယ်ဒါကြောင့်အဖိုးကြီးအိုင်ဘန်ကမင်းတို့ဥပဒေကမင်းတို့ကိုအပြစ်မပေးနိုင်ရင်ငါလက်နဲ့ပဲငါစီရင်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်သူပိုင်တဲ့ခြံလေးကိုရောင်းမောင်းခိုဈေးကွက်ထဲကနေအထူးပြုလုပ်ထားတဲ့ကရိယာတစ်ခုကိုဝယ်ယူပြီးသူကိုယ်တိုင်ပဲတရားသူကြီးလုပ်ဖို့ပြင်ဆင်ပါတော့တယ်အဖိုးကြီးကအကြံသမားပါကက်တီယာရဲ့အတော်အိမ်ကနေကြည့်ရင်ဟိုလူမိုက်တွေရဲ့အခန်းကိုကွက်တိမြင်ရတာကိုသတိထားမိသွားတယ်အဲ့ဒီမှာတင်အဖိုးကြီးကပြစ်မှတ်ကိုချိန်ပြီးလက်စားချေမှုစတင်ပါတော့တယ်ပထမဦးဆုံးပြစ်မှတ်ကတော့ခေါင်းဆောင်ဖြစ်သူဘောရစ်ပါအဖိုးကြီးကသူ့ကိုအသက်အန္တရာယ်ဖြစ်အောင်မလုပ်ဘဲနောက်တစ်သက်လုံးယောက်ျားမပီတာတော့တဲဘဝကိုရောက်သွားအောင်တိတိကျကျပြစ်ခတ်အပြစ်ပေးလိုက်ပါတယ်ဒုတိယမြောက်လက်စားချေမှုကတော့အီဂေါပါအဖိုးကြီးကအီဂေါကားပေါ်မှာရှိနေတုန်းကားရဲ့စီတိုင်ကီကိုချိန်ပစ်လိုက်တဲ့အတွက်ပောက်ကွဲမှုဖြစ်ပြီးအီဂေါဟာပြင်းထန်တဲ့ဒဏ်ရာတွေရသွားပါတယ်။ကံကောင်းလို့မသေးပေမဲ့သူ့ရဲ့အောက်ပိုင်းကတော့လုံးဝသုံးစားလို့မရတော့ပဲအိပ်ရာထဲမှာပဲလဲနေရပါတော့မယ်။ဒီလိုတွေဖြစ်ကုန်တော့ဘာဒင်ရဲ့အဖေအရာရှိကြီးနီကိုလိုင်းလဲကြောက်လာပြီးသူ့သားကိုအိမ်ထဲမှာပဲပိတ်ထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ဝစ်လေခန်းကစန်းစန်းပြားပြားရောက်လာပါတယ်အဖေဖြစ်သူနီကိုလိုင်းကအိမ်ပြန်လာပြီးတကားကိုခောက်တဲ့အချိန်မှာကြောက်စိတ်လွန်ကဲနေတဲ့ဘာဒင်ကအပြင်ကလူကိုရန်သူထင်ပြီးအတင်းပစ်လိုက်တာကြောင့်သူ့အဖေကိုသူကိုယ်တိုင်ပြန်ပြီးဇက်သိမ်းပေးမိပါလေရောဘာဒင်လည်းအဖေကိုဇက်သိမ်းပေးမိတဲ့စိတ်တန်ရာနဲ့အယူထောင်ကိုရောက်သွားပါတော့တယ်အဖိုးကြီးအိုင်ဘန်ကတော့အေးအေးဆေးဆေးပဲအိမ်ပြန်လာခဲ့ပါတယ်အိမ်ထဲကနေကက်တီယာလေးရဲ့တချင်းဆိုတန်ပြန်ကြားရတဲ့အခါမှာတော့အဖိုးကြီးဟာကျေနပ်စွာပြုံးနိုင်သွားပါပြီလူမိုက်တွေအားလုံးကတော့သူတို့လုပ်ခဲ့တဲ့လုပ်ရက်အတွက်ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုအတီးတီးရရှိသွားကြပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးခဲ့ပါဦးနော်